အချို့သောသူတွေကစကားပြောတဲ့နေရာမှာအယံကိုအကြမ်းတမ်းနေသုံးကြတယ်ဒေါသတွေအယံထွက်ကြတယ်ငါတို့ကတော့မှန်တာလို့ဟုတ်တာပြောမှာပဲဘသူ့ဘုံမှာအာနာနေမှာမဟုတ်ဘူးစကားပြောရင်အယံပြက်ပြက်သားသားပြောမှာပဲလို့ချွတ်ရတော့ဒါကိုဂုံတစ်ခုလိုပြောကြဆိုကြတယ်ပေါ့စကားပြောတာကြမ်းပေမဲ့စိတ်ထားလေးကကောင်းတယ်ဆိုရင်စိတ်ထားလဲကောင်းမယ်စကားပြောလဲချွတ်တာရင်ကျေးနုညံ့မယ်ဆိုရင်ပို့ပြီးတော့မကောင်းဘူးလားသူများလဲနှဝင်ချိုးတယ်လို့ကိုလဲလူချစ်လူခင်ပေါ်တာပေါ့ဒီလိုစကားပြောကြမ်းတဲ့သူတွေဒေါသအယံကြီးတဲ့သူတွေရဲ့နောက်ဆက်တွဲကဘာတွေဖြစ်ပေါ်လာလဲဆိုတော့ရုပ်ရည်တွေကအစအကြည်တက်တွေဖျောက်လာတယ်သူတို့ရဲ့ရုပ်တွေကအရင်ကနဲ့မတူတော့ဘဲနဲ့အသက်20ဖြစ်တဲ့သူကအသက်30လောက်ဖြစ်သွားတဲ့အထိဒါရုပ်ရည်အစအုံမင်းကြီးရော်သွားတတ်တယ်စကားပြောတွေကြမ်းလာမယ်ဒေါသတွေအယံထွက်လာပြီဆိုရင်အဲ့ဒီသူကကိုယ်မူရာကစကြမ်းတမ်းလာမယ်နှုတ်အမူရာကစကြမ်းတမ်းလာမယ်ပတ်ဝန်းကျင်မှာ